Okay, a silly babano. They ban a badaye, Senwe Timbia Murin, India Tangema, Lusha Mumiadi, the Chima do, don't applique badi, and now Dangaba to the pin, American Bidin Nurin, Dudiagaba Siji Pigrega, Badaye, Kanganadi, Titi Memi Lavadi, they ban Tonga la di Nemia, Badaye and with the Gindi, Loki and Mientan. Waradi, Agon Lavadi, a tutor and now Taina, Miazu, Yonji Kuwe, the Korean Tadanari, Letwich in Tondi, Yonji Dunya, Didi da Yone Lavadi, Mimi Kuku, Mimi, Payame Wada, Lakandu, who a tea lane going to China Duru, Chinada Logari, Agon Lavadi, Lagondo di Midi, Gangana Sandy, Miu Palabada, Tadanagu, Lemakanobi, a Chuga Midi Bada Yegu, Kogue Badani, Milado Khan, Nan who pills Ulishi Badi. Bada de Yarugu, Sanjin Louis, Yutaika, Tadana, Noe, Tilashin, Nan, Atandu Dole, Daya Sanjin Bet, David Shido, Donongo, don't swear like in PE. E. Tuna Chemugu, Damia di Nipin, Bada de Yagu, Kimi, a shoot now, an out time, Bada Idamamia, Pubi, Mumia, Tula Jadi, Sinjo Diani, Yudi Bira, Ne, Kaini, Bada de Yashi, Namai Saya, Yamai Saya, Yolon Damaro, ah. ရုပ်ပိုင်းဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုမှုတို့နှင့်အစားထိုးလာကြောင်းလေ့လာသူများကမှတ်ချက်ပြုကြ၏ခရစ်စတန်ဝါဒီတို့၏ဘာသာတရားဆိုင်ရာဖွင့်ဆိုမှုတို့သည်ရုပ်ကျမ်းဝါဒဆန်လာ၏အနောက်တိုင်းသားတို့မှလည်းဘာသာတရားမှနံအာဟာရတို့မရကြတော့ဘဲရန်တရားဆန်ဆန်ဆက်ရုပ်တပွဲဘဝတိဆောက်နီးများကိုသာကျမ်းချက်လာဒေသနာတော်တို့အားဖွင့်ဆိုရာတွင်ကြုံဆုံလာကြရတော့၏ရလတ်မှာနံအာဟာရငတ်မှုကိုအနောက်တိုင်းသားတို့ခံစားလာရခြင်းဖြစ်သည်ဘာသာတရားမှာရုပ်ဝါဒဆန်လာမှုကိုနံပိုင်းဆိုင်ရာရုပ်ကျမ်းဝါဒဟုပင်မနောတုတေတီတို့ကကမွန်တလာကြသည်ဟုမှတ်တမ်းများတွင်လေ့လာတွေ့ရှိရပါသည်ရင်းအကျိုးဆက်မှာလူသား၏ဗီဇတဘာဝအရာနန္ဒခန်း6လာခြင်းကိုဖြည့်ဆည်းရန်ဝိညာဉ်ခွန်အားစိတ်စွမ်းအားကိုပေးနိုင်မိလမ်းပြဆရာများကိုအနောက်တိုင်းသားတို့အငမ်းမရရှာဖွေလာကြတော့၏နံအာဟာရတောင်းတမှုများလာသည်နှင့်အမျှဆရာရှာထွက်ကြခြင်းကိုအသေးအတန်ပြုလုပ်လာရာယင်းဖြစ်စဉ်ကိုဂုရုဟန်တင်ဟုပင်ပညာရှင်များကခေါ်တွင်ခဲ့၏ဤသို့နံပိုင်းဆိုင်ရာကွက်လက်လက်ဟာမှုကိုဖြည့်ဆည်းရန်အရှိတိုင်အထူးသဖြင့်အိန္ဒိယမှဓမ္မဆရာအသီးသီးတို့အနောက်တိုင်းကဘာသို့ချောင်းပေါက်အောင်ရောက်လာကြကုန်၏စာရေးသူလန်ဒန်ရောက်စဉ်တစ်ခေါက်ကလန်ဒန်မြို့လေလမ်းမကြီးပေါ်တွင်ခရစ်နာဉာဏ်စဉ်ပေါက်မြောက်ရေးအဖွဲ့မှလူငယ်တတိုက်ဟိန္ဒူယဟန်စัญญาစီများကဲ့သို့ဝစ်စားကဘုံတီး၍ခရစ်နာကိုရောဤဂုံတော်ဖွဲ့ဓမ္မသချင်းကိုတီးဆိုကခုန်နေကြသည်ကိုတွေ့ကြုံမှုပါသည်ထိုကဲ့သို့သောဓမ္မတီးများကိုအနောက်တိုင်းအဆိုတော်များကရေးဖွဲ့တီးဆိုလာရာဟာရီရာမာဟာရီခရစ်နာသချင်းမှာကပ္ပဂီတလောကအတိုင်းပေါက်ခဲ့၏ထို့ကြောင့်အဆိုပါအဖွဲ့မှာဟာရီခရစ်နာအဖွဲ့ဟုလဲကြော်ကြားခဲ့၏အနောက်တိုင်းသို့လှိမ့်ဝင်လာသောနံပိုင်းဆိုင်ရာအလေးထားသည့်ဂိုင်းတို့တွင်ခေတ်သစ် New Age ဟုသောဂိုင်းလဲပါဝင်၏ထိုလှူရှားမှုတို့သည်ခရစ်စတန်ဝါဒီဓမ္မဆရာများလိုဘာသာရေးကိုရန်တရားဆန်သည့်ရုပ်ဝါဒရှုထောင့်မှဖွင့်ဆိုထားသောသိပ္ပံပညာမျိုးနှင့်ဆက်ချိတ်ဆက်ပြီးပုံမဖော်တော့ပဲနံပိုင်းဆိုင်ရာနှင့်ရုပ်လွန်ဓမ္မကိုခေတ်သိပ္ပံ၏နံအသားပေးတွေ့ရှိချက်တို့နှင့်ချိန်ထိုးပြဖို့ကြိုးပမ်းလာကြပါသည်သိပ္ပံပညာမှာလည်းရုပ်ပိုင်းဆိုင်ရာသိပ္ပံ Science of Matter မှသည်ဇီဝအသက်နှင့်ပတ်သက်သည့် Science of Life တို့တက်လှမ်းလာ၏ထိုမှတစ်ဆင့်စိတ်မနှောဆိုင်ရာသိပ္ပံ Science of Mind တို့ချင်းနှင်းဝင်ရောက်လာပြီဟု၎င်းတို့ကသုံးသပ်ကြ၏ခွဲစိတ်၍မရဟုတစ်ချိန်ကထင်မြင်ယူဆခဲ့သောအနုမြူမှုအတမ်ကိုဒုတိယကမ္ဘာစစ်တွင်ဖျက်အားပြင်းလက်နက် weapons of mass destruction နော်ကိုစန့်ကျင်ဘက်စစ်အုပ်စုတို့အပြိုင်အဆိုင်ရှာဖွေရင်းကခွဲစိတ်လာနိုင်ပြီးအနုမြူစွမ်း atomic energy အဖြစ်ပြောင်းလဲနိုင်ခဲ့ကြသည် Einstein နော်ကျွန်တော်တို့နော်ဒီခေတ်သစ်သိပ္ပံနဲ့ပြီးတဲ့ကျောင်းသားတော်များများနော် scholar တွေအသိပါတယ်နော်ဒါ Einstein ရဲ့ formula E = mc²နှိုင်းရဓမ္မ theory of relativity ကယန္တရားယူဘဗေဒနော် mechanical physics ကိုအောက်ခြေကကန်လုပ်ခဲ့၏ထိုတွေ့ရှိချက်တို့အားအခြေခံ၍ခေတ်ပြိုင်ဂျာမန်ယူဘဗေဒ Nobel ဆုပြပညာရှင် Max Planck ဒိန်းမတ်နိုင်ငံသားနော်1858 1949ဒိန်းမတ်နိုင်ငံသား
Niels Bohr 1885နော်1906စသူတို့ကဖော်ထုတ်ရှာဖွေခြင်းဖြင့်ပရမာအနုမြူမှုန်လေးများနော် subatomic particle နဲ့ quantum mechanics ပညာရပ်တို့ထွန်းကားလာ၏အလွန်နုညံ့သိမ်မွေ့လာသည့်ရုပ်ဒရက်မှုန်လေးများအားရုပ်လဲမကနာလဲမကျသည့်တစီမှုန်နော် phantom particle ဟုခေါ်ကအမဲရောင်စွမ်းအင် dark energy စသည့်လက်စုပ်လက်ကင်ပြလို့မရသောယူဘဗေဒ၏နယ်ပယ်ကိုလမ်းပွင့်သွားစေခဲ့ပါ၏ယူဘဗေဒဆိုင်ရာအသည့်တွေ့ရှိချက်တို့အားအခြေခံ၍ရုပ်လွန်ပရလောကဝိညာဉ်လောကစသည့်အယူဆအမျိုးမျိုးကိုဂမ်မီယခန္ဓာဤဂိုင်းတို့ကနှိုင်းယှဉ်တင်ပြလာကြပါသည်တည်ဆဲသိပ္ပံတွေ့ရှိချက်တို့မှာရုပ်လွန်ကိစ္စများနှင့်ပတ်သက်၍တိတိကျကျရည်ရအဖြစ်များမပေးနိုင်ပါထို့အခါတဘာဝလွန်ဖြစ်ရဆိုင်များကိုအနာဂတ်မှာရှာဖွေတွေ့ရှိမိသိပ္ပံနိယာမတို့ဖြင့်ဖြည့်ရှင်းပေးနိုင်မည်ဟုမျှော်လင့်ပြီးသိပ္ပံလွန်သိပ္ပံဟုသောအနုမာနယူဆချက် hypothesis တစ်ချက်ကိုတင်ပြလာကြပါသည်ထိုပညာရည်တို့အနက်ပရစိတ်တဗေဒဘာသာရပ်နှင့်ပတ်သက်သည့်အဖြစ်အပျက်အချို့အားတစုံတရာအတိုင်းအတာထိလက်တွေ့သူတေသနာပြုလုပ်လာကြပါသည်အချို့သောစိတ်စွမ်းအင်ဆိုင်ရာဖြစ်စဉ်တို့မှာဘာသာရေးနှင့်မပတ်သက်သည့်သို့မဟုတ်ဘာသာရေးကိုလက်မခံသည့်သူတေဒီပညာရှင်များကဒီပင်လျင်လက်တွေ့စမ်းသပ်မှုနှင့်အတည်ပြုနိုင်သောနော် proven facts များအဖြစ်လက်ခံလာကြ၏ဥပမာယခင်ကွန်မြူနစ်နိုင်ငံများဖြစ်သောရုရှားဟန်ဂေရီချက်စသည့်နိုင်ငံများယနေ့ထက်တိုင်ရုပ်ဝါဒကွန်မြူနစ်စနစ်ကိုစုပ်ကိုင်ထားသည့်တရုတ်စသည့်နိုင်ငံတို့တွင်အထင်ကရတက္ကသိုလ်ကြီးများတွင်သင်ရိုးညွှန်းနှံများ၌ထည့်သွင်း၍သင်ကြားလျက်ရှိပါသည်အနောက်ဒီမိုကရေစီနိုင်ငံမှဘာသာရေးနှင့်ပညာရေးမရောထွေးသည့်စနစ်ကိုကျင့်သုံးသောနာမည်ကျော်တက္ကသိုလ်ကြီးများတွင်လည်းအဆိုပါဘာသာရပ်တို့အားသင်ကြားလေ့လာသူတေသနာပြုလျက်ရှိကြပါသည်ဤသို့ဆိုလိုခြင်းဖြင့်စိတ်ဝိညာဉ်ဆိုင်ရာတဘာဝလွန်ဖြစ်ရများကိုပညာရှင်အလုံးကမှန်ကန်သည်ဟုထောက်ခံနေခြင်းမဟုတ်ပါဤကိစ္စများမှားယွင်းကြောင့်သိပ္ပံနိကြတက်တည်ပြရန်ဟူသောရွယ်ချက်ဖြင့်လေ့လာသူတေသနာပြုနေသူပညာရှင်များလည်းဒုနဲ့တည်းရှိကြ၏ဗြိတိန်နိုင်ငံတွင်19ရာစုလောက်ခရဲကစိတ်ဝိညာဉ်ဆိုင်ရာလေ့လာရေးအဖွဲ့ကြီးကိုဖွဲ့စည်းပြီးလေ့လာသူတေသနာများပြုလျက်ရှိပါသည်ထိုအဖွဲ့တွင်ဘာသာရေးတို့မှပုပ်ပိုများပါလာသလိုစီးသိပ္ပံပညာရှင်များအပါအဝင်ဘာသာရပ်ကဏ္ဍပေါင်းတို့မှပညာရှင်များလည်းပါဝင်ပါသည်ယင်းတို့အထက်တွင်စိတ်ဝိညာဉ်ဆိုင်ရာတဘာဝလွန်ဖြစ်ရဆန်းများကိုယုံကြည်လက်ခံသူများပါဝင်သလိုမယုံကြည်သူများလည်းပါဝင်ပါသည်အချို့ပုပ်ပိုတို့မှာနယ်ပယ်မှာလက်စုပ်လက်ကင်သူတေသနာပြုရန်ခက်ခဲသည့်ရုပ်လွန်ကိစ္စများဖြစ်၍လူလိမ်တို့၏စကြက်ဖြစ်နိုင်ကြောင်းခံယူထားသူများဖြစ်၏ထိုပညာရှင်များသည်အဆိုပါမတမာသူအတုရောင်များ၏လှည့်ပြားလိမ်ညာမှုကိုရိုးသားသည့်လေ့လာသူတို့မခံရလျောင်သိပ္ပံနည်းကြအထောက်အထားများနှင့်ဖော်ထုတ်ရန်ဟု၎င်းတို့၏အဖွဲ့တွင်ပါဝင်ရသောရွေချက်ကိုကြေညာထားပါသည်အချို့သောသူတွေဒီတို့ကယုတ်တိမတန်တဘာဝမကြသည့်ဖြစ်ရဆန်းဆိုသည်တို့ကိုသိပ္ပံအယောင်ဆို၍သိပ္ပံ၏အထောက်အထားရှိသည့်အောင်သိပ္ပံကိုအသုံးချနေခြင်းကိုသိပ္ပံအတုဟုခေါင်းစဉ်တက်ပြီးစန့်ကျင်ကန့်ကွက်မှုများလည်းရှိပါသည်တစ်ချိန်တည်းတွင်စိတ်စွမ်းရည်ဖြစ်စဉ်များကိုဂုဏ်သိက္ခာရှိသည့်ကမ္ဘာတက္ကသိုလ်များတွင်အလေးထားပြီးလေ့လာမှုများလည်းရှိနေပါသည်အထက်၌တင်ပြခဲ့သလိုဘာသာတရားကိုမဆိုထားနှင့်စိတ်ကိုဒီပင်လျင်အုံနောက်ဤထုတ်ကုန် product of the brain ဟုအခိုင်အမာယုံကြည်လက်ခံထားသောရုပ်ဝါဒီကွန်မြူနစ်နိုင်ငံ၏တက္ကသိုလ်ကြီးတို့တွင်ပရစိတ်တကိုဘာသာရပ် subject တစ်ခုအဖြစ်တင်ကြားသည့်တာမကစိတ်စွမ်းအား၏သူတေသနာတွေ့ရှိချက်များကိုလည်းအခြားအပြည်ပြည်ဆိုင်ရာတက္ကသိုလ်များနည်းတူသူတေသနာဂျာနယ်များတွင်စဉ်ဆက်မပြတ်ဖော်ပြခဲ့ပါသည်ဆိုဗီယက်ရုရှားနိုင်ငံမပြိုပြတ်မီကွန်မြူနစ်ဝါဒကိုတိုင်းပြည်၏နိုင်ငံရေးလမ်းစဉ်အဖြစ်ခံယူထားစဉ်ကစိတ်စွမ်းအင်ဆိုင်ရာလေ့လာတွေ့ရှိချက်တို့ကိုတရားဝင်ထုတ်ပြန်ထားရာထိုစာတမ်းများအားပညာရှင်တဦးကစာအုပ်တအုပ်ဖြစ်ထုတ်ဝေခဲ့ပါသည်ကမ္ဘာအယောင်ရဆုံးစာအုပ် best seller စာရင်းတွင်ထိပ်ဆုံးမှအတန်ကြာအောင်ပါဝင်ခဲ့ပါသည်ယင်းစာအုပ်မှာ section discoveries behind the iron curtain ဟုမြန်မာဘာသာဖြင့်ဘုံမူတောင်းထိုက်မှပြန်ဆိုခဲ့ပါသည်နော်မိတို့ပင်ဆိုစီကမူအနောက်တိုင်းသားအချို့တို့၏နှလုံးသားနှင့်အုံနောက်ကိုအောင်နိုင်ခဲ့သည့်အရှိတိုင်းသားဓမ္မဆရာများ၏သိပ္ပံဆန်ဆိုင်ရာဝိညာဉ်ဆိုင်ရာအယူဆတို့အနက် New Age လှူရှားမှုအထက်၌တင်ပြခဲ့သောဂမ်မီယလျှို့ဝှက်ကဏ္ဍ၏ဂိုင်းတို့နှင့်ဆက်နွယ်နေပါသည်